Hello, တူဒီဝန္ဒနာကြီးကမာတော်များအားလုံးမင်္ဂလာပါတူဒီမိတ်ဆွေများအားလုံးမင်္ဂလာပါကိုလေးတူဒီလူရှမ်းနံပါတ်အကျဆိုပါတယ်ဒီနေ့ကတော့မိတ်ဆွေတွေအတွက်15ရက်7လ2025တနေ့နေ့ဖွင့်နေဒါကျွန်တော်ခါတိုင်းတွေ့ကြပေးနေတဲ့ပုံစံမျိုးတိုင်းပဲအဲဒီပုံကြီး1 chain လုံးမှာ break ခွေကနာမင်းတို့ကဒီ season လေးစနေမှာကျွန်တော်ရဲ့တူဒီ YouTube channel ကို subscribe လုပ်ပြီးအားပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုဖိုင်ကိုပြီးဆုံးကြည့်ပါကြောင်းမကြည့်ပါနဲ့နိုင်ရင် share လေးလည်းလုပ်ပေးပါခင်ဗျဒီအခုကျွန်တော်ရှားပြပေးနေတယ်ဒါကဏ္ဍနေအကုန်လုံးတွက်ဆက်ရကြတဲ့ကဏ္ဍတွေဆိုတော့အရင်ဆုံးပြောပြချင်ပါတယ်ကျွန်တော်မိတ်ဆွေများဒီညနေမှာဒီပုံရဖို့အတွက်ကျွန်တော်ကဏ္ဍတွေပြောပြပြီးဒါရှားပေးခြင်းဖြစ်ပါတယ်ဖိရက်တွေကလည်းကျွန်တော်ကဏ္ဍတွေကိုဒါတွက်ဆက်တွက်နည်းတွေကိုနေပြီးတော့ကျွန်တော်တင်ပေးကြပါတယ်အဲဒီတည်းရတယ်ကျွန်တော်မျိုးပြန်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာနော်တွက်နည်းတွေစဉ်းစားတဲ့မိတ်ဆွေများရှိရင်အဲဒီတွက်နည်းတွေပြန်ပြီးကြည့်လို့ရပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီပုံကြီးဟိုအရင်စပြီးတော့ကျွန်တော်ပြောပေးမယ်ဒီပုံကြီးအနေနဲ့ကတော့ကျွန်တော်ဒါဒီနေ့15ရက်15ရက်15ဖွင့်နေပါတော့တလေးလေးစားမယ်ဒီခေါင်းလုံးပါဒီနေ့ပုံကြီးကတော့ကျွန်တော်ရှောင်းဒီရှိနော်ဒီကနန်းသုံးလုံးကိုနေပြီးတော့တနေ့ကုန်ကစားမယ်နော်6တိရှိတနေ့ကုန်ကြီးအနေနဲ့ဆိုရင်တော့6တိရှိကိုဒါအတွက်ဆိုက်ကကြတဲ့ကနန်းဒီလိုကျွန်တော်ရှားပြီးပေးပါတယ်ဝမ်းချင်းတော့ကြတော့ကျွန်တော်ဝမ်းချင်းဒီကောင်းလေးဆိုရင်ကျွန်တော်ဒီဖွေးလေးအတွက်က6ချစ်ဝမ်းချင်းတစ်ဝက်ရှိတယ်နော်နေ့ဝမ်းချင်းတစ်ဝက်နော်ဒီဝမ်းချင်းတစ်ဝက်နဲ့ဒါဒီပုံကြီးနဲ့ကပ်ပြီးတော့ကစားပေးမယ်ဒီနေ့ပုံကြီးဝမ်းချင်းနေပြီးတယ်လို့ကျွန်တော်လုံးပါချင်တယ်လုံးပါလေးအကြီးပါပါတယ်ဒီလုံးပါတရှိပါလားကျွန်တော်ဘယ်ကနေဒီကောင်းလဲဆိုတာဟောဒါကျွန်တော်အဓိကကြတဲ့ဖြစ်တဲ့တရားကျွန်တော်ရှားပြီးတော့ပေးချင်ဖြစ်ပါတယ်လုံးပါနေတာဟုတ်ဘာချီလဲဆိုရင်ရှောင်းနော်လုံးပါနေနဲ့ဆိုရင်ဒါ6ကလုံးပါရှိပါတယ်နော်အဲ့တော့လုံးပါပြီး break ကကြတော့ကျွန်တော်ဒီမှာတွက်ဆိုင်ပါလိုက်ကျွန်တော်ပေးထားပါတယ်20ဒီမှာ break 20ပေးထားတယ်ဒါပေမဲ့20ရ break နဲ့ကျွန်တော်ရှင်းမှတ်ကြည့်မယ်နော်ကျွန်တော်ပေးရ break ကဒီနေ့ break ကကျွန်တော်5 break ရှိတယ်ဒီနေ့တလေးကနေမှာကစားရမယ်ဆိုရင်3 break ရှိတယ်10 break ရှိတယ်နော်ဒီနေ့ကုန်ကြီး6တိရှိနေဒီကုန်ကြီးက6တိရှိရတယ်ကျွန်တော်တို့ဆိုင်ကဒါဝမ်းရှိနေတယ်6ရှိ5နေနေမယ်ဒါဝမ်းရှိနေတယ်ဒီတော့နော်ဒီကုန်ကြီးတော့ဝမ်းကြီးကတ်မယ်လုံးပိုင်းနဲ့ကျွန်တော်တရားရှင်းတယ်ဒါ break ပါမပါနည်းနည်းကြီးပဲကျွန်တော်ရှင်းပြီးတော့စားဝေးအောင်တဲ့ break ကိုကျွန်တော်ထည့်ပေးခြင်းဖြစ်တယ်နော်အဲ့တော့ break ကြီးအခွေကနဲ့အနေနဲ့ကဒါတနေ့ကနေမှာဒီနေ့ကုန်ကြီးဖြစ်တဲ့ရှောင်းဒီရှစ်နော်ဒီနေ့တော့ဒါထည့်ပြီးတော့ခွေပေးရမှာဖြစ်တယ်ရှောင်းဒီရှစ်ပေါ့နော်ထည့်ပြီးတော့မဖြစ်မနေခွေပေးရမယ်ရှောင်းဒီရှစ်နောက်ထပ်ခက်ကနေ3လုံးပေးထားပါတယ်ကျွန်တော်ဒါလည်းတွက်ဆက်ကြတယ်နည်းနည်းပါခုံး5နှစ်နော်6တိရှိခုံး5နှစ်ညာခွေကနေအနေနဲ့ဒီကနေ့6လုံးပေးတယ်အဲ့တော့
နဲ့6လုံးလေးရမှာကျွန်တော် main ထုတ်ွက်အနေနဲ့ရေးထုတ်ပြီးတော့ဒါကျွန်တော်ဒီမှာပြပါတယ် main ထုတ်ွက်အနေနဲ့ကြာတော့နော်ဒီကျွန်တော်အကြိုက်ဆုံးကလေးပြောရမယ်ဆိုရင်ဒီအခွေကလေးတွေအကြိုက်ဆုံးကလေးတွေကိုပြောရမယ်ဆိုရင်ကျွန်တော်ရှစ်ရှော့ရှင်းရနော်ခုနှစ်ရှစ်ရှော့ရှင်းရခုနှစ်နော်အဲ့တော့ငါးရှော့ခုရှော့နှစ်ရှော့နော်ဒီမှာကနန်း6ခွဲကျွန်တော်ဒီကထုတ်ပေးရပါတယ်ဒီခွေကနန်းလေးကကျွန်တော်ဒါထုတ်ပေးရဖြစ်ပါတယ်နော်အဲ့တော့ဒီကကျွန်တော်အားပြီးရောစားမယ်ကျွန်တော်နော်မွေးကလေးကျွန်တော်ဟုတ်ပြီကျွန်တော်ထွက်ဒီထွက်ဒီကျွန်တော်မွေးကလေးနောက်တော့ကျွန်တော်ညပေးထားပါတယ်မွေးကလေးနော်မွေးကလေးကတရားရှိတယ်ဒီဘက်ထဲမှာပြီးတော့ကျွန်တော်လည်းကိုယ်ကမွေးနေပါတယ်ဒီမှာရှောင်းတာနော်ဒီမွေးကလေးနေနဲ့ဆိုပြီးကျွန်တော်ရှောင်းရတယ်လေးကောင်ပြီးတော့ဒါမွေးကလေးနေနဲ့စားတယ်နော်အဲ့တော့ဒီနေ့ကလေးကနေအတွက်ဒီဟာကျွန်တော်မိတ်ဆွေတွေရအောင်လည်းကျွန်တော်ထုတ်ပေးလိုက်ရှင်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုဒီတော့ကြည့်ရှုအားပေးပါမယ်တူလေးမိတ်ဆွေများအနေနဲ့ဒီနေ့ပလင်းရလေးငါးဒီကောင်ပေါင်းနိုင်ပါတော့တောင်းပေးအားလုံး